အောင်စပူကြောင့်စွမ်းခေကုံသွားပြီးပြောနေကြတဲ့လူတွေကိုပြတ်သားတဲ့စကားတခွန်းပြောလိုက်တဲ့စွမ်းဇက်သပင်လောကမှာအသက်ကြီးလာလို့ခေကုံသွားပြီးဆိုပြီးတော့ဝေဖန်ခံနေရတဲ့သူကတော့ဇက်မင်းသားစွမ်းစာနေပါအခုတော့စွမ်းကသူ့ကိုနာမည်ကျသွားပြီးတော့ခေပြတ်သွားပြီးပြောနေတဲ့သူတွေကိုပြတ်သားတဲ့စကားတခွန်းပြောလိုက်တာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲအခုချိန်မှာလူငယ်ဇက်မင်းသားတွေဖြစ်တဲ့မင်းသားဆန်းရီမို့အောင်စပူစားတဲ့ဇက်မင်းသားတွေကခေတ်စားနေရပါဒီလိုဆန်းရီမို့ခေတ်စားနေရကြောင်းအရင်တုန်းကနာမည်ကြီးနေတဲ့ဇက်မင်းသားတွေကနာမည်ကျဖြစ်လာပါတယ်အခုဆိုရင်ရွှေမန်းတပင်ကတင်မောင်ဆန်းမင်းဝင်းဇက်ဆိုရင်ကြီးမဲ့သူတွေတောင်မရှိဖြစ်နေတယ်လို့ဖိုးချစ်ဇက်ဆိုရင်လည်းအရင်လောက်မအောင်မြင်တော့တာဖြစ်ပါတယ်။ပိုဆိုးတာကမင်းသားစွမ်းမှာစွမ်းကတချိန်ကမြန်မာပြည်မှာဒိတ်ဒိတ်ကျဲအောင်မြင်ဆုံးဇက်မင်းသားတစ်လက်ဖြစ်ခဲ့တာပါ။စွမ်းကိုအမျိုးသမီးတွေကတသေးလို့အားပေးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုစွမ်းရဲ့အောင်မြင်မှုတွေကနောက်ဆုံးပျက်စီးသွားရပါတယ်။အဓိကအဖြစ်တော့စွမ်းကတောက်စားမှုရင်းနေလို့လမ်းမလျှောက်နိုင်ပဲစေကူတာမှုခံယူကဇက်သပင်လောကကနေအနားယူခဲ့ရပါတယ်။အဲ့ဒါကိုပဲတချို့ကစွမ်းကအတိတ်မှာရွှေတီးဘလောက်ပဲစောင်းခဲ့ပါစေအခုတော့စွမ်းခေကုန်ပြီအောင်စပူခေကိုရောက်ပြီလို့ဆိုကြပါတယ်အဲ့ဒါကိုပဲစွမ်းကသူ့ရဲ့ခေကိုကုန်သွားပြီလို့ပြောနေကြတဲ့လူတွေကိုပြောချင်တာကစွမ်းကမလုပ်ချင်လို့မလုပ်သေးရဖြစ်ကြောင်းသူကအခုလိုခေပြန်မဟုတ်ပဲတကယ်ဇမင်းသားကြီးတွေဖြစ်တဲ့ဖိုးချစ်တင်မောင်ဆန်းမင်းဝင်းဟန်စာမိုးဝင်းတို့လိုစီနီယာမင်းသားတွေနဲ့အပြိုင်အောင်မြင်လာတာဖြစ်တယ်လို့ဆိုပါတယ်။စွမ်းကသူ့လက်မှတ်တွေဟာတခြားမင်းသားတွေရဲ့လက်မှတ်ထက်ပိုပြီးတော့ဈေးကြီးရင်တောင်ပရိသတ်တွေကသူ့ကိုပဲအားပေးကြကြောင်းအခုလေစွမ်းခေကုံသွားတာမဟုတ်ဘဲမလုပ်ချင်လို့ငြိမ်နေတာလို့ဆိုပါတယ်။စွမ်းကဒါပေမဲ့မိုးလင်းပေါက်ဇက်ကရာထက်တခြားသောအမှုပညာအလုပ်တွေကိုပိုလုပ်မယ်လို့ဆိုပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစွမ်းကိုအားပေးကြသည်လားဆိုတာပြောသွားကြပါဦးရှင်။ပထမဆုံးဇက်ကမှတရုတ်ဆောင်အိုက်တင်ကောင်းလွန်းလွန်းချီကျူးခံနေရတဲ့အောင်စပူဇမင်းသားတက်လက်ဖြစ်ပေမဲ့ဇက်သပင်အိုက်တင်ဟန်ပန်တွေမရှိဘဲပထမဆုံးရုပ်ရှင်ကားမှတင်တရုတ်ဆောင်ကောင်းလွန်းလွန်းချီကျူးခံနေရတာကတော့ဇမင်းသားအောင်စပူပါဒါကြောင့်လေအောင်စပူကဒီနေ့2026ခုနှစ်အတွက်အကယ်ဒမီဆုကိုနာမည်ကြီးမင်းသားတွေကိုကျော်လွန်ပြီးတော့ရနိုင်တယ်လို့ခန့်မှန်းခြင်းခံနေရတာဖြစ်ပါတယ်အခုဆိုရင်တော့အောင်စပူပထမဆုံးတရုတ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အညိုအတေးရုပ်ရှင်ဇာတ်ကားထရေလာထွက်ရှိလာတာဖြစ်ပါတယ်အဆိုပါဇာတ်ကားထဲမှာတော့မင်းမြန်တို့အောင်စပူနဲ့အတူမြတ်သူဝိုင်းရင်တရုတ်ဆောင်မျိုးသနာထွန်းတို့ကပါဝင်တရုတ်ဆောင်ထားပါတယ်အားလုံးသိကြတဲ့အတိုင်းပဲအောင်စပူကနာမည်ကြီးဇမင်းသားဆိုပေမဲ့ဝေဖန်တိုက်ခိုက်ခံရတာတွေများစွာရှိရဖြစ်ပါတယ်အထူးသဖြင့်အောင်စပူရဲ့မျက်နှာနဲ့သပင်ပုံစံကမြင်းနဲ့တူတယ်လို့ဆိုကြတယ်လို့တချို့တွေကလည်းအောင်စပူကသွားခေါ်နေရကိုဝေဖန်ကြပါတယ်ဒါအပြင်အဆိုးဆုံးကတော့အောင်စပူသင်းဆိုတဲ့အခါမှာကီးမဝင်အတန်မကောင်းတာကိုဝေဖန်ကြပါတယ်ဒါပေမဲ့လည်းအခုအောင်စပူပထမဆုံးတရုတ်ဆောင်ထားတဲ့အညိုအတေးရုပ်ရှင်ဇာတ်ကားမှာတော့အောင်စပူဟာအကောင်းဆုံးတရုတ်ဆောင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်လေအောင်စပူကိုဝေဖန်နေကြတဲ့သူတွေတောင်ဒီတစ်ခါအောင်စပူတရုတ်ဆောင်တဲ့အိုက်တင်တွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်အောင်စပူဒေါသထွက်ပေါက်ကွဲနေတဲ့အခန်းတွေဆိုရင်အိုက်တင်တွေကပြီး